ဒါကတော့ကျွန်တော်တို့ပစ္စည်းတွေကိုမိုးလောင်းမို့အတွက်ပြင်ဆင်နေတာပဲဖြစ်ပါတယ်ကျွန်တော်ပစ္စည်းတွေကိုမိုးလောင်းတဲ့အခါမှာအပေါ်ချမ်းအောက်ချမ်းနှစ်ချမ်းရှိတယ်ပေါ့နော်အဲ့နှစ်ချမ်းမှာကျွန်တော်တို့ကလိုအပ်တဲ့ဟာတွေပြင်ဆင်ရတယ်ထွေထူးတော့လည်းမဟုတ်ပါဘူးတဲပေါက်နိုင်တဲ့နေရာတွေပြီးလို့ရှိရင်ကိုဆိုလို့ရှိရင်ဒီနမ်ထရိန်နဲ့မူနဲ့ကြားထဲမှာတဲဝင်လို့ရတဲ့အနေအထားလေးကအရန်ကိုကျင်းနေလို့အဲ့ဒီကိုတဲသေးဖို့အတွက်ပြင်ဆင်နေရပဲဖြစ်ပါတယ်ဒီဟာကတော့ကျွန်တော်စတင်ပြီးတော့လောင်းနေပါပြီနော်ဒါကြီးကိုလောင်းတာဆိုလို့ရှိရင်တနားကြီးတိကြပါတယ်နော်အပေါ်ချမ်းအောက်ချမ်းရောဆိုလို့ရှိရင်ဒါတနားကြီးဟိုဘက်ကိုကြော်လွန်မှသေးရဲ့နော်အရန်ကြည့်ပါတယ်ဒီပစ္စည်းကကျွန်တော်နဲ့အတူတွဲလုပ်နေရတော့ဒါကမ္ဘောဒီးယားလူမျိုးဖြစ်ပါတယ်ကျွန်တော်ကလောင်းတယ်သူကကျွန်တော်ဒီမှာဒီလောင်းတဲ့ဟာတွေကိုညှိတယ်ပေါ့နော်လောင်းတဲ့ဟာလေးကိုညှိတယ်ဘာလို့ညှိလဲဆိုတော့ဒါညီအောင်လို့ပေါ့ဗျာဒီကောင်အောက်ချမ်းဆိုတော့အောက်ကဒါဒီကြံကင်ဘက်ချမ်းပေါ့နော်ကြံကင်ဘက်ချမ်းညီလေးဖြစ်နေမှာပစ္စည်းကဟိုဘက်ရင်ဒီဘက်ရင်မဖြစ်ဘဲနဲ့နေမှာပေါ့နော်ရမ်းကြည့်ပါတယ်ဒီပစ္စည်းကဒါကျွန်တော်ဒါသဲကိုဆေးနှမျိုးနဲ့ခဲထားတာဖြစ်ပါတယ်ဒါကြောင်ဝါကျဲနဲ့စူကြီးလို့ခေါ်တဲ့ဒီဓာတုဆေးနှမျိုးပေါ့နော်အဲ့ဆေးနှမျိုးနဲ့ဆက်ပြီးတော့ဒီအတွင်းထဲကကျွန်တော်ဒီဆက်ထဲမှာအဲ့ဆေးနှမျိုးမှုပြီးလို့ရှိရင်မှုပြီးလို့ရှိရင်လောင်းလိုက်မှာပဲအဲ့ဒါဆိုလို့ရှိရင်စီရဲ့အပြင်အပြောနဲ့ပါမှုအနေထားပေါ်မူတည်ပြီးတော့ခဏနေခဲသွားပါတော့ဒါဆိုရင်ကျွန်တော်လောင်းပြီးသွားလို့ရှိရင်ခဏနေမိနစ်20လောက်တော့ကျွန်တော်ထမ်းရပါတယ်အနည်းဆုံးမိနစ်20အဲ့ခါလေးကျရင်နိုင်ဝက်လောက်ပေါ့နော်နိုင်ဝက်လောက်ဒီဟာကိုထိုင်စောင့်နေရပါတယ်အဲ့ဒီအချိန်တော့ကိုရီးယားနားလို့ရပါတယ်အလောက်ကဖုန်းနေတဲ့နဲ့လို့ဆိုဖုန်းနေတော့ဖွာတယ်ဒါပေမဲ့လို့အခုလိုပစ္စည်းကြီးလောင်းတဲ့အခါမှာကျွန်တော်ကနိုင်ဝက်မိနစ်20လောက်ကထိုင်ပြီးတော့ကျွန်တော်ကဆောင်းပါတယ်အဲ့ဒီအချိန်တော့နာနေလို့ရပါတယ်ရေတောက်မယ်ကျွန်တော်တို့ဒီတန်စင်ကန်သွားမယ်အဲ့အချိန်ကြီးဒီထဲမှာကျွန်တော်လှုပ်လို့ရပါတယ်ပြီးရင်ထိုင်မယ်ပေါ့နော်ထိုင်နေမယ်ဒါမှမဟုတ်လို့ရှင်လဲနောက်လောင်းဖို့နောက်ပစ္စည်းလောင်းဖို့အတွက်ကျွန်တော်အပြင်မယ်ပေါ့ဗျာလောက်ကတော့ပင်ပန်းပါလေနော်ပင်ပန်းတာတဲ့ဒီဖုံးနေအမုံနေဖွာတာပေါ့နော်ဟုတ်ကဲ့အခုဆိုလို့ရှိရင်ဒါကျွန်တော်တို့ပြီးသွားပြီဒီဟာကတော့ကျွန်တော်တို့အပေါ်ချမ်းလောင်းနေတာဖြစ်ပါတယ်เนาะဒါအပေါ်ချမ်းမှာအလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ